ဒါက 90s ဘွားကောင်မကြီးတယောက်ပို့လိုက်တဲ့ကြောက်တုံးပါဗျာသူမကကျွန်တော်ကိုလက်ကောက်တကွင်းထူးစီခိုင်းတာပါသူမရဲ့အမိကိုလက်ဆောင်ပေးဖို့တော့ပေါ့ဗျာဒီကြောက်တုံးကိုစမြင်လိုက်ရတဲ့အချိန်မှာမွဲ66နဲ့ဘာမှထူးခြားမနေပါဘူးလမ်းဘေးကလွင့်ပစ်ထားတဲ့ကြောက်ခဲတစ်လုံးလိုပါပဲဒါပေမဲ့သူမရဲ့အမြင်မှာတော့ထူးခြားတဲ့မျောလင်းချက်တစ်ခုပါဝင်နေပါတယ်သူမပြောပြတာကလွန်ခဲ့တဲ့တစ်နှစ်ကသူမမှာအချစ်ရဲစင်မတီမှုတွေရှိခဲ့တယ်စိတ်ထကြပြီးအလွတ်တွေပါရက်တက်လူနီးပါဖိခဲ့ပါတယ်သူမအမိကတနာလို့အပြင်ထွက်လမ်းရောက်တိုင်းအမြဲလိုက်သွားပေးပါတယ်တခါကတောင်တက်တဲ့လမ်းမှာဒီကြောက်တုံးလေးကိုမတော်တဆကောက်ရိုက်ခဲ့ပါတယ်အဲ့ဒီအချိန်ကဒါကိုရေးဆက်တစ်ခုလို့သူမခန်းစားရတယ်ကန်ကြမားရဲ့အချက်ပြမှုလိုပါပဲခက်ခဲကြမ်းတမ်းတဲ့စောင်းရည်ဒီမှာတော့ပန်းဒီပွင့်လက်ຫນွီဦးကိုရောက်လာဦးမယ်ဆိုတာပါပဲဗျာကျွန်တော်အမေမှာတော့တဘာဝတရားကပြီးတဲ့ကြောက်တုံးတိုင်းမှာကိုပိုင်ဇလန်းတွေရှိပြီးတိတိကျကျတန်ဖိုးထားတင်ပါတယ်ဗျာဒီကြောက်တုံးကိုကျွန်တော်ဖြတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့အစစ်အမဲအလှကိုမြင်တွေ့လိုက်ရပါတယ်အသားကောင်းပြီးလှပတဲ့အကြောလေးတွေကအချင်းလေးကြာကြီးသိမ့်စီးထားတဲ့ရတနာလေးတစ်ခုလိုပါပဲအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်လိုက်တာကဒါကိုပြိုင်ပတ်ကဲတဲ့လက်ရတစ်ခုအဖြစ်ဖန်တီးနိုင်မှာပါအခုဆိုရင်ကျွန်တော်နဲ့အတူစစ်ကြည့်ပေးကြပါဦးများတာမန်လူထင်ရတဲ့ကြောက်တုံးလေးတုံးကဓားသွားနဲ့စိတ်ကူးကြမှာတဖြည်းဖြည်းနဲ့လှပပြီးအထည်ပဲပြေဝတဲ့လက်ကောင်လေးဖြစ်လာတာကိုပါကျွန်တော်ငငယ်တဲကကြောက်စင်းကိုကြိုက်နေတာပါသူတို့ကအတန်တိတ်နေသလိုအမဲခံစားရပြီမဲ့တဘာဝတရားရဲ့လွတ်ပတ်ချက်တွေကိန်းအောင်နေပါတယ်ဒီခရီးလန်တစ်လျှောက်မှာကျွန်တော်ဆရာစီမှာပန်းပုပညာကိုသင်ယူခဲ့ပါတယ်ဒီရှေးဟောင်းလက်မှုပညာလေးကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းသွားကျင်တာပါဗျာကျွန်တော်လက်ထဲရောက်လာတဲ့လက်ရတိုင်းကိုအစွမ်းကုန်စူးစမ်းဖန်တီးပေးပါတယ်အခုရှေ့မှာမြင်နေရတဲ့မမုံပန်းလက်ကောက်လေးလိုပေါ့ဗျာကောင်မလေးကသူ့မအမေအတွက်ကျွန်တော်ကိုအပ်ထားတာပါအမေနာမည်မှာမေဆိုတဲ့စလုံးလေးပါလာကြောင်းတသက်လုံးမမွန်ပန်ကိုမျက်နှိုးတာပါတယ်ဗျာသူမရဲ့စိတ်ထဲမှာတော့အမေကမမွန်ပန်လေးနဲ့တူပြီးမုံတိုင်းတွေကြားမှာတော့မွေးပြန်ကြံ့ထိုင်နေလို့ပါပဲဗျာအမေရဲ့မွေးနေ့မှာဒီခန်းစားချက်တွေကိုလက်ကောက်ထဲမှာထည့်သွင်းပြီးတော့အကောင်းဆုံးလက်ဆောင်ပေးခြင်းပါတယ်ဒီလက်ကောက်လို့ရတာမလွယ်ပါဘူးဗျာပုံကျန်းဆွဲရာကနေထွင်းထူးတဲ့အထိအကြိမ်ကြိမ်ပုတ်တက်ရပါတယ်ဗျာအဆင့်တိုင်းမှာအားဆိုင်ရပါတယ်မမွန်ပန်းပွင့်လေးတွေကိုဆိုတပွင့်ချင်းတေးချထွင်းရပါတယ်တဘာဝကြကြအထွာလေးတွေဖြစ်အောင်ပါဝတ်ဆန်တဲ့ကိုင်းတန်တွေလိုက်ဖက်ရမယ်ကျွန်တော်မမွန်ပန်းရဲ့အလှကိုဒီလက်ကောက်ပေါ်မှာထွင်းထားပါတယ်စောင်းရသည်မှာတပွင့်နီးဖူးပွင့်နီးသလိုမျိုးပါဗျာနှစ်ရက်ဆိုတဲ့အချိန်ကခဏလေးပါပဲနောက်ဆုံးတော့ပြီးသွားပါပြီဗျာကြောက်စင်ရမှနူးညံ့လဲမမွန်ပန်းလေးတွေပွင့်လန်းနေတယ်အသက်အဝင်းနေသလိုပါဗျာဒါကတော့အရန်ကျင်းနေစေတဲ့ရလတ်တစ်ခုပါလုံကိုင်းစင်မှာဝေဖန်မှုတချို့ရှိတယ်တချို့ကပြည်တွင်းလက်မှုပြည်နံပေါ်နိုင်ငံခြားကလောက်မကောင်းမှုလို့ထင်ကြတယ်တချို့ကလည်းပြောကြည့်တယ်ကျွန်တော်ရက်ကြည့်လောက်ရတဲ့လက်ကောက်ကစက်ယုံကဒနာရီသွင်းထွက်လာတာလောက်တန်ဖိုးမရှိဘူးတဲ့ဗျာဒါပေမဲ့ကျွန်တော်အရင်တည်းမှာတော့ဒီလက်ကောက်လေးတဲဆောင်ထားတာကကြောက်စိမ့်နဲ့ဓားရတဲ့တင်မဟုတ်ပါဘူးသမီးတယောက်ရဲ့အချစ်တွေပါလက်မှုပညာရှင်တယောက်ရဲ့စေတနာတွေလည်းပါပါတယ်ဗျာဒါတွေကိုစက်တွေကမလုပ်နိုင်ပါဘူးကျွန်တော်ဆက်လုပ်လို့ရွေးချယ်တယ်ဘာလို့လဲဆိုတော့အစစ်မှန်ဆုံးအလှကနှွေးထွေးမှုလေးပါလေလို့ယုံလို့ပါဒီမတ်မွန်ပန်းလက်ကောင်လေးကရှေးဆန်ပြီးနစ်စင်ဝတ်လို့ရတယ်ဗျာပုံစံတူလက်ဝတ်ရတနာတွေနဲ့မတူပါဘူးသူ့မှာဝတ်ညင်ရှိတယ်ဗျာဇလန်းလေးလည်းရှိပါတယ်ရိုက်ကူးရကနေထွန်းထူးတဲ့အထိနာလီပေါင်းများစွာချိန်ယူခဲ့ရလေအကောင်းဆုံးဖြစ်အောင်လန့်ချင်လို့ပါခမနာဒီဗီဒီယိုလေးကိုတွေ့တဲ့အခါခဏလေးပဲကြည့်မိနိုင်ပါလေဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့မိတ်ဆွေတို့ရဲ့ဘဝတွေလည်းစောင်းပန်းလေးလို့ထင်ပါစေဗျာနှင်းတန်ကိုမမှုပဲကြံကြံခံနိုင်ပါစေလို့ရင်ထဲမှာလည်းမွေးပြန်နေပါစေဗျာအားပေးကြတဲ့အတွက်ကျေးဇူးပါဗျာအားလုံးရဲ့အားပေးမှုတွေကြောင့်သာကျွန်တော်ဆက်ကြိုးစားနေတာပါရှေ့လျှောက်လဲကျွန်တော်ရဲ့ဖန်တီးမှုအသက်လေးတွေကိုဆက်ပြီးအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျာအခုလိုတေးတန်သားလေးနဲ့အတူအလှတရားတွေကိုဆက်ခံစားကြည့်အောင်အယောင်သွေးဆုံးလင်းလာတဲ့ဒီပန်းကလေးတွေကိုကြည့်ရင်အားလုံးပဲစိတ်ရွှင်လန်းကြပါစီဗျာတဘာဝရဲ့အငွေအသက်လေးတွေကရင်ထဲကိုအေးချမ်းစေပါတယ်ဒီလိုလှပတဲ့မိကွင်းလေးတွေကဘဝရဲ့အမောတွေကိုပြေစေတယ်လေပင်ပန်းမှုတွေအားလုံးကိုခဏခဏမိထားလိုက်ပါဗျာဘဝဆိုတာခက်ခဲပေမဲ့လည်းဖြတ်တန်းရာကျိုးနှက်ပါတယ်ဒီလိုအလှတရားတွေကအမရေတန်ကျွန်တော်တို့ဘေးမှာရှိနေတတ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်နဲ့အတူတူလိုက်ပါဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေဆက်လက်ပြီးတော့အကောင်းဆုံးစူးစမ်းသွားပါအောင်မယ်ဗျာအခုတော့ဒီအေးချမ်းတဲ့မြင်ကွင်းလေးမှာနားခေါ်လိုက်ကြရအောင်အချိန်ပေးပြီးကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါဗျာမိတ်ဆွေတွေရဲ့နေ့ရက်တိုင်းတာယာလှပပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခတအနုဆက်thiếtပါတယ်ဗျာမင်္ဂလာရှိအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ